စာတရားနဲ့ငါလိုလူဟာကွယ်တမှုနဲ့နှလုံးသားဝိယုံမလုံးမကြုံချုံငါရဲ့ကာတနာရဲ့သဝင်းငါအလေးဘယ်ကခွင့်ရနိုင်မှမလဲပိုင်ဆိုင်လူချင်းမျိုးမဟုတ်တော့လူချင်းမှာခါသာခွင့်နဲ့ချစ်ကြည်ကြုံလေးဖြစ်ခွင့်ရရင်ငါကြည်နဲ့သေးရဲ့ဒါပေမဲ့ငါရဲ့အသေးကိုအကျဉ်းနာမဲ့မုန်းတင်များတဲ့နေပြစ်ခဲ့သူရဲ့ကိုရထလို့မြတ်ခဲ့ရင်ငါကြည်နိုင်ပါတယ်ပုံနဲ့အမေရဲ့ဘဝကိုပိုင်ဆိုင်သူဟာတကယ်ထောင်ရရဲ့နဲ့လှပန်းမှုပကတနာနဲ့မီလောင်တိုက်တွင်နေတရားတကားစီနဲ့ပြုံးမျက်နှာဒီချိန်မှာခြေခွဲရင်နဲ့သေးပွဲဝင်ရဲ့ချစ်ရဲ့ခစ်တိုင်းချီတော်ရင်မှာကန်စရာရဲ့လေဝဲတဲ့ခံလာခဲ့ချစ်ရဲ့ဝတ်ကြမနဲ့ဆုံးသွားပြီကွယ်